ဒါအရန်ကိုမထူပေါ့နော်ပြခြင်းနဲ့ဘာလို့လဲဆိုတော့ဒီညီမလေးမိကွန်းလေးအရန်ကောင်းတယ်တကယ်ပေါ့နော်ကလေးရခြင်းတဲ့သူတွေကလေတော်တော်လေးကိုလေသူတို့မှရပြီခြင်းပေမဲ့မရတာပေါ့နော်ဆိုတော့လေလုံးဝကိုရှိုချိုနဲ့ဟာပဲကျဲလေးပေါ့နော်သုံးဖြောင်သုံးမှာလုံးဝကလေးရစေရမယ်ပေါ့နော်ဆိုတော့တိမ်ကြတာကလည်းသူကသူခုနရှိုချိုလေးကိုပေါ့နော်သူကတစ်ချက်ခုတ်နှစ်ချက်ပြတ်တောင်မကောက်တစ်ချက်ခုတ်နှစ်ချက်သုံးချက်လောက်ပြတ်တာပေါ့နော်ဆိုတော့ရှိုချိုနဲ့ဟာပဲကျဲလေးကိုတခြားလေးသုံးမထူးလို့လေ3စုံကနေ6စုံလောက်တခြား3အဲ့ချိန်မှာ6စုံ3ပြီးတိမ်ကြရင်တော့သူက6စုံ3ရတာပေါ့နော်ဒါပေမဲ့ကိုကကြတော့3စုံလောက်ကနေပြီးတော့6စုံလောက်ဒီတခြား3ရင်တိမ်ကြတာလဲတက်တာသွားမဲ့ပြင်အော်တိုမက်တစ်ပေါ့နော်လုံးဝဒီယာတီတွေပါမှန်ပြီးတော့လုံးဝခလေးပါပြန်ရသွားလိမ့်မယ်ဟော်မုန်းတွေပါဘဲလန့်ဖြစ်သွားလိမ့်မယ်ဒါမတူမှန်သောစကားပြောတာပါ fighting မှာညီမလေးအမြန်ဆုံးခလေးလေးရပြီးတော့တိမ်ကျမ်းမာရေးလည်းအမြန်ဆုံးကောင်းမှုပါသေးနော်ကျေးဇူးတင်ပါတယ်ဒါလေးကကလေးရသွားတဲ့ညီမလေးရဲ့ review လေးပါပြန်လာပြော